ကျမလေးဒီစကားကိုပြောလို့ရှိရင်အများများခံပလာဆန်နေမလားတော့မသိဘူးเนาะ this is part of the game ဆိုပြီးတော့လေကျမကဒီစကားကိုပဲအချိန်လေးမှာအသုံးပြုလဲဆိုတော့ကျမဘဝမှာဆုံးရှုံးမှုတစုံတရာကြီးကြီးမားမားကြုံလာတဲ့အခါမှာဆိုရင်ကျမဒီစကားလေးကိုအမြဲတမ်းပြောပြတယ်အရင်နေ့တုန်းကအခက်အခဲရှိတဲ့အခါမှာသုံးတဲ့စကားတွေရှိသလိုဒီနေ့စကားတွေကလည်းအရင်အရေးကြီးတယ်ဘာလို့လဲဆိုတော့လေဆုံးရှုံးမှုတွေကလူတိုင်းမဖြစ်မနေဘဝမှာကြုံရတယ်ဒါကိုဘယ်သူမှမကြုံချင်ကြဘူးဒါပေမဲ့ကြုံရတယ်အဲ့တော့ဆုံးရှုံးမှုတွေထဲမှာပဲကျမတို့ထိုင်နေမလားဒါမှမဟုတ်ရင်ဒီတွေကနေ move on အမြဲဆုံးလုပ်ပြီးတော့ကျမတို့လုပ်ချင်ရှိတာဆက်လုပ်မလားဆိုတာတော့ကိုယ့်ရဲ့ရွေးချယ်မှုနဲ့ပဲဆိုင်တယ်ကျမရဲ့ရွေးချယ်မှုကတော့အခုနပြောသလို this is part of the game ပေါ့ဒီဟာကြီးဟာကျမဘယ်လိုစဉ်းစားပြီးတော့ပြောတာလဲဆိုတော့လေဒီဘဝကြီးတစ်ခုလုံးဒီဘဝတစ်လျှောက်လုံးကကြီးသွားတဲ့အကြီးပဲရှိတယ်အချိန်အပြည့်ဆိုလည်းအရှိအကြာကြီးရှိတယ်ပေါ့နော်ဒါပေမဲ့ကျမတို့အခုကြုံတွေ့လိုက်ရတဲ့အရာတစ်ခုကဘယ်လိုလဲဆိုရင်သူကအစိတ်ပိုင်းသေးသေးလေးတစ်ခုပဲဘဝကြီးက game တစ်ခုလုံးဆိုဒါက part of the game ပဲအစိတ်ပိုင်းသေးသေးလေးရဲ့ကျမတို့ကြုံရတဲ့အရာတစ်ခုပဲပေါ့ပြီးတော့ big up picture ကိုပို့ပြီးတော့မြင်လာလေလေကိုကဒါကြီးကိုတိတိမမလေးလို့ပဲခံစားလိုက်ရလေလေပေါ့ဟိုမှာဘယ်လိုပြောချင်တာလဲဆိုတော့ကျမတို့ဒီလောကကြီးမှာဒီထက်ကြီးတဲ့ကိစ္စတွေဒီထက်ကြီးတဲ့ဆုံးရှုံးမှုတွေလည်းကြုံကောင်းကြုံလာလိမ့်မယ်ကျမတို့မကြုံသေးတာလားမကြုံတွေ့သေးတာလားမကြုံရတော့မှာလားကိုလည်းမသိဘူးဒါကတော့out of our control ပေါ့နော်ဒါပေမဲ့အခုကြုံနေရတဲ့ကိစ္စကြီးက this is part of the game ဆိုတော့မဖြစ်မနေကျမတို့ကြုံရမယ်ဒီ game မှာဒီဘဝဆိုတဲ့ game မျိုးကျမတို့ကစားနေရတာကစိတ်ပိုင်းသိလေးတစ်ခုပဲပေါ့အဲ့ဒါကိုကျမတို့မြင်မြင်ဆန်ဆန်လေး move on နိုင်မယ်ကြော်လွန်ပြီးတော့ skip လုပ်နိုင်မယ်ဆိုရင်ဒီဆုံးရှုံးမှုကြောင့်ရတဲ့ impact ကအများကြီးကိုယ်စိတ်ထဲမှာလာမဖြစ်ဘူးပေါ့လောက်ကြရှိတာလုံးမယ်ဆုံးရှုံးမှုတွေကတော့ okay ဆုံးရှုံးသွားတာပဲပေါ့ဒါကတော့ဒီမှာကြော်လို့ skip လုပ်လို့မရဘူးကြော်ဖြတ်လိုက်လို့မရဘူးမကြုံချင်လို့လည်းမရဘူးကြုံရတာပဲဆိုတော့လေအဲ့ဒီတော့ဒါကိုဘယ်လိုမျိုးမြင်မြင်ဆန်ဆန် move on လုပ်နိုင်မလဲဆိုတဲ့စကားလေးတစ်ခုဒါလေးကကျွန်မလက်ဆောင်ပေးခြင်းလို့ဒါလေးကိုပြောတာပေါ့နော်ဒါပေမဲ့ဒီစကားကြီးကအခုနကကျွန်မပြောသလိုပဲ gambling နည်းနည်းတော့ဆန်မလားမသိဘူး this is part of the game ဆိုပြီးတော့ကျွန်မပြောလိုက်တယ်အဲ့ဒီဟာကိုပြောပြတာ ਨੇ okay ဒါအလိုလိုလေးသိသွားတယ်ဘယ်လောက်ကြီးတဲ့ကိစ္စမျိုးအလိုလိုလေးသိသွားတယ်ပေါ့နော်ဒါကကိုယ်စိတ်ထဲမှာပြောတဲ့စကားအပြင်မှာထုတ်ပြောလဲရတယ်အဲ့လိုမျိုး bots လေးကိုဒီ sentence လေးကအရင်တူတူလေးပဲပြင်မယ်အရင်ထိရောက်တယ်အဓိကကိုယ့်ရဲ့အုံနောက်ကိုသူကထိုက်ရိုက်ချိတ်ဆက်ပေးတာပေါ့သိလားဒါကြီးကဘယ်လောက်ကြီးနေရဲ့အရာကိုကိုယ်စိတ်ထဲမှာထင်နေမယ်ဒီ sentence လေးအရာဘယ်အရာမဆိုတော့တိတ်တိတ်လေးဖြစ်သွားတယ်ပေါ့နော် this is part of the game လို့ပြောလိုက်တာကကျမတို့ကြုံရတဲ့အရာကိုလုံးဝ small thing လုပ်လိုက်တဲ့သဘောပဲပုံအကြီးထင်နေတဲ့အရာကိုတိတ်တိတ်လေးလုပ်လိုက်တဲ့သဘောပဲပေါ့အဲ့ဒါလေးကိုကျမအများကြီးသုံးပြပါတယ်ဒါလေးကို sharing လုပ်ပေးတာပါ